Seashell Hukwa Hotel and Spa 5 starsကဲရောက်ပါပြီဒါကတော့ Seashell Hotel and Spa ဖြစ်ပါတယ်အခုအေဒါတို့ရတဲ့အခန်းလေးကတော့ဒါက Premium ခန်းတော့မဟုတ်ဘူး Classic ခန်းPremium ခန်းကနောက်ထပ်တညမှာပြောင်းမယ်ပေါ့နော်ဒီခန်းလေးကြည့်ရအောင်Okay ကဲလိုက်ခဲ့ပါခန်းလေးကတော့ဒီလိုလေးပါဒါလေးကဒါကတော့ဒီချိုးခန်းဝါချိုးခန်းဒီမှာတော့ဘတ်တက်ကြီးပေါ့နော်ကိုယ့်ရဲ့အကြက်ဒါဘတ်တက်ထဲမှာထည့်မဲ့ဆက်ပြလေးပါတွေအဲ့တော့ request လုပ်အောင်ဖြစ်နေrequest လုပ်လို့ရတယ်ဒီမှာတာဝါလေးတွေတိကျထားပေးထားတယ်တာဝါလေးတွေကမှစသူတို့နာမည်နဲ့ကဲဒါလေးကဒါက toilet ပြီးပတ်ကလေးခွဲထားတာတော့ stand shower ကိုကတော့ stand shower ဒါရေးစိမ်မှာပေါ့နော်ဒါပတ်သက် okay ဒီကောင်ကဒါက shower room လေးပါပြီးရင်ဒီမှာဘယ်သူအုတ်ထုတ်တယ်သူအုတ်ထုတ်ပါ provide လုပ်ပေးထားတာဝါအုတ်ထုတ်ပါ provide လုပ်ပေးထားတာပဲအုတ်ထုတ်တွေကြံခဲ့တယ်မှတ်နေတာလူရကြည့်ကဲလောက်တော့မှကဲတခါမှမမြင်ဘူးဒီအုတ်ထုတ်ပါ provide လုပ်ပေးရပါတော့ဒီမှာကိုယ့်ရဲ့ပစ္စည်းတွေတိမ်မလော့ကပါမယ်ဖနက်တွေပါမယ်ပြီးရင်ဒီမှာဒါအပြင်သွားလို့ရှိရင်လည်းဒါရေးပါဆိုမှကိုယ့်အိတ်စီဆိုမှကြောက်လို့ရှိရင်သူတို့အိတ်ကလေး provide လုပ်ပေးထားတယ်ပြီးရင်ဒီမှာရှိတယ်ဒါတော့ပုံစံနဲ့တော့ပါတော့ကိုထည့်ခြင်းနဲ့ထည့်ပါနော်ဟို nice ပြီးရင်ဒီမှာဒါတော့ coffee တာဒီခေတ်တာလေးတည်လေးချစ်စရာဒါတော့ luggage တွေပါတယ်ဒီပေါ့နော်ဒါတော့အေးရလည်းတော်တော်လေးကျယ်ပါတယ်ဒီမှာဟိုတယ်မီနူးတွေပါတယ်ပေါ့နော်ပြီးရင် TV ဒါကတော့ကိုယ့်ရဲ့ကြိုက်ဟိုတယ်ငှားလို့ရှိရင်လေအဲ့ dressing တွေပဲမပိုင်မကြိုက်ဘူး dressing တွေပဲပါမှာမဆိုကိုက make up လိမ့်နေလို့ဆိုတော့လေ dressing တွေပဲမရှိလို့ရှိရင်တော်တော်စင်မပြေဘူးဒီ toilet ထဲမှာလည်းသွားမလိမ့်တယ်ဘူး okay ကဲအခုစိတ်ဝင်စားစရာအကောင်းဆုံး view လေးကိုပြမယ်။ဒါတော့ကိုယ့်ရဲ့ favorite view ပေါ့နော်အဲ့လိုမျိုးနှခင်းထားလိုက်ရင်ကို relax လာလုပ်တဲ့အချိန်ကိုကအဲ့လိုမျိုးကွာအမလီတာယာလိုက်တာအဲ့လိုမျိုးလေးမြင်းနေရတဲ့ view လေးကိုသဘောကျတာနှခင်းအေးရထားလိုက်တာနဲ့စိတ်ကလေးကိုလန်းဆန်းကြည်လင်ပြီးတော့ဘာဝတရားကြီးရဲ့အရာသားလေးကိုခံစားပြီးတော့အဲ့လို feel လေးကိုသဘောကျတာ okay ကဲ hotel apartment လငေါကနှစ်ခုစလုံးဒီတစ်ခေါက်ခီးလေးက satisfying ဖြစ်ပါတယ်အရန်ကို relax ကဲနောက်ထပ်9ရက်လား6ရက်လား9ည8 6ရက်အနားယူလိုက်ပါဦးမရှင်အားလုံးပဲ bye bye
Hello ခုကတော့ရေမိုးချိုးပြီးတော့ဒါမြို့ရဲနိုင် market ကိုတော့မှဖြစ်ပါတယ်နိုင် market မှာ Vietnam ဒီဖူးခွားရဲ့သူတို့ရဲ့ local food လေးတွေကို try မယ်ခောက်ဆွဲလေးတွေကို try မယ်အားလုံးပဲ like ကြပါအောင်ရှင် The man has come back to you. When I go home, well I know I'm gonna be the man who goes along with you. I'm on my way. Won't be back for many a day. My heart is down, my head is set. I had to leave a little. Miss a day, well I come and I wanna go home. Miss a day, m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 iss a day.